အားလုံးပဲမင်္ဂလာပါရှင်။မမီကမိဖို့ကြောင့်လေးရနေကြိုဆိုပါရနော်။ဒီဟင်းလေးတွေကတော့ချမောင်ကျော်ရဲ့ခယူဟင်းလေးရဲ့ချမောင်ရင်ငပိချက်လေးရဲ့ပေါ့နော်။ဟင်းလေးမှာမြင်းပြေးမှဆိုတဲ့စကပုံနဲ့အညီကေရဲ့အမျိုးသားကဟင်းလေးလေးတစ်ခွက်လောက်လဲပါပေးပါအောင်။ထမင်းစားမယအောင်လို့ဆိုပြီးတော့ပြောတဲ့အတွက်ချမောင်ရင်ငပိချက်လေးတစ်ခွက်ချက်ဖြစ်တယ်ရှင်။ချမောင်ရက်ကတော့အိမ်ရှိရနေပြီးတော့အခင်းထဲကနေခူးထားတဲ့ချမောင်ရက်ကလေးကိုအရင်ဆုံးကြက်သွန်ဖြူလေးနဲ့စီတက်ပြီးတော့နွမ်းလာပြီဆိုရင်ငပိအီကြိုထားတဲ့အချင်းချင်းကြိုထားတဲ့ငပိအီကြိုလေးထည့်လိုက်တယ်ရှင်ပြီးရင်ခုနကတော့ပြင်ငပိလေးလည်းထည့်တယ်ငရုတ်သီးစိမ့်လေးလည်းထည့်မယ်ပေါ့နော်ဆက်လေးဖြစ်ချင်တဲ့အတွက်ပထမဆုံးစီတက်တဲ့ချိန်မှာလည်းငရုတ်သီးစိမ့်ထည့်တယ်ချကန်ဒီအိုးချကန်ဒီမှာလည်းငရုတ်သီးစိမ့်လေးထည့်လိုက်တယ်ပေါ့နော်နောက်ဆုံးမှာခုနကပြုတ်ထားတဲ့ငါးပြုတ်လေးကိုထွင်ပြီးတော့အယိုးလေးတွေထွင်ပြီးတော့ထည့်လိုက်တဲ့အခါမှာအနက်ရတာနဲ့ပြည့်စုံတဲ့ချမောင်ရင်ငပိချက်လေးရလည်းရသွားပြီပေါ့နော်ဒီနေ့ကတော့တိုးစီယာတွေနဲ့ချမောင်ရင်ငပိချက်လေးနဲ့ထမင်းမိန်ပြီပေါ့ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်